ပတ်စံရဖို့အတွက်ကျွန်တော်တို့တွေအများကြီးရင်းနှီးကြရတယ်မလားအချိန်တွေငယ်ရွယ်မှုတွေလွမ်းဆွမှုတွေအလုပ်ပြီးလို့အိမ်ပြန်ချိန်စောင့်မျှော်နေသူမရှိရဲ့အခန်းချင်းချင်းလေးတွေကအထီးကျန်မှုတွေငွေရဖို့ဘလောက်တောင်တီးခံရလဲဆိုရင်လေမမြင်ချင်းမတွေ့ချင်းတဲ့မျက်နှာတွေကိုပြုံးပြနေရတယ်သူတို့ကဒါဆိုရင်ခေါင်းလေးငုံပြီးဟုတ်ကဲ့နေတယ်ဆုံးသက်ရတယ်တခါတခါကိုမှန်နေရတော့ပြန်ပြောပိုင်ခွင့်မရှိတဲ့ကျွန်တော်တို့ပြည်ပရောက်နေကြသူတွေရဲ့ဘဝတွေပါအရန်ပင်ပန်းလို့အနားယူခြင်းရင်တော့အမေအိမ်မှာလို့ငါသားငါသမီးတက်တာရင်လားမိမ့်မဲ့သူမရှိဘူးစေးတောက်ပြီးသွားရတာပဲဘာတွေပဲဖြစ်ဖြစ်လာကုံလို့အိမ်ကိုပတ်စံနေအများကြီးပို့နိုင်တဲ့အခါပီတိတွေတစ်ဝေးတစ်ပိုင်းနဲ့ပြုံးနေမိတာမျိုးပါအဆင်ပြေပါတယ်ခောက်ဆွဲပြုတ်တစ်ထုံးနဲ့လည်းအဆင်ပြေပါတယ်ကြက်ဥပြုတ်တစ်လုံးဆိုလည်းအဆင်ပြေပါတယ်ဗျာ